ကဲကျွန်တော်တို့မျိုးရဲ့ရွက်ပုံးသီးအဆိုတော်လေးနဲ့မိတ်ဆက်ပေးမယ်ရွက်ပုံးသီးဆိုပေမဲ့ဒီသီးကတော့အကြီးပဲစတာပါလူကောင်းတဲ့အတန်တွေကလုံးဝထပ်တူကြတယ်အတန် vocal ကြီးရဗျာနားထောင်နေတာလုံးဝကြောက်စရာကြီးဥပမာပြောမှဆိုရင်မာရီတော့ကိုသားငယ်အတန်နဲ့လုံးဝကိုတူတယ်အဲ့လိုမျိုး vocal ကြီးအကြီးဗျာကဲပြောနေကြတယ်ဗျာနားထောင်ကြည့်ရမယ်Diallo Jogambaya, Bogalo, well, choose our bands on the contain in the one, don't come here, see Chile, leather. Oh, my baby, oh, I tell you, you don't get it, the low day be too late, you're going to be a damn, yeah, when the body.ကျွန်တော်ပြောတာဟုတ်လားမဟုတ်ဘူးလားဆိုတာတော့အားလုံးပဲမျက်မြင်ပဲတော်တော်ကြီးကိုနားထောင်ကောင်းတဲ့အတန်ပါဝါကနားထောင်ရတာ7သိန်းတောင်ထားတယ်ဗျာဝင်ကဘာတွေကလူဆိုတဲ့သချင်းကိုဆိုပြသွားတာအရမ်းမိုက်တယ်မူရင်းကိုမမီပေမဲ့မူရင်းရတာမပြတ်အောင်ဆိုထားတာတမျိုးလေးနားထောင်လို့ကောင်းတယ်ဗျာပြောမယ်ဆိုရင်တော်တော်ကြီးကိုမှကျွန်တော်တော့ကြိုက်တယ်ကျွန်တော်တို့မြို့ရဲ့ vocal အရန်ကောင်းတဲ့ညီလေးပါစက်ကြိုးသားပါညီလေးတစ်နှစ်အောင်မြင်တဲ့အဆိုတော်ကြီးဖြစ်မယ်ဆိုတာယုံကြည်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ဗျ